ကျွန်တော်ဒီအပေါ်မှာမြင်နေရတဲ့ပုံကတော့မြင်းစည်းအလုံးကြီး2 သန်းကျော်ကိုဒါတည်ဆောင်လာတဲ့အတွက်ထိုင်းရဲတပ်ဖွဲ့ကနေပြီးတော့ဖမ်းဆီးထိန်းသိမ်းထားတဲ့မြန်မာနိုင်ငံသား2 ယောက်ဖြစ်ပါတယ်အဲ့တော့ဒီဖြစ်စဉ်ကိုတော့ဒါနိုဝင်ဘာလ23 ရက်နေ့ကထိုင်းနိုင်ငံရဲ့ဒီရဲဘန်ကောက်ရဲတပ်ဖွဲ့ချုပ်ကနေပြီးတော့မှသတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့ဒါသူတို့ထုတ်ပြန်တာဖြစ်တယ်ပေါ့နော်ဖြစ်စဉ်ကတော့ဒီအမျိုးသားနဲ့အမျိုးသမီးကအသက်20ဝန်းကျင်ပဲရှိသေးတယ်သူတို့ကထိုင်းနိုင်ငံချင်းမိုင်မဲရင်ခရိုင်ကနေပြီးတော့ထွက်လာတာဖြစ်တယ်အဖြူရောင်ဒီကားပစ်ကတ်ကားနဲ့ပေါ့နော်အဲ့ကားထဲမှာကဒီကော်ဖီထုတ်တွေပါတယ်ပြီးတော့ဒီဆေးတွေကသူတို့ကလက်ဖက်ချောက်ထုတ်တွေနဲ့အုပ်ပြီးတော့မှကော်ဖီထုတ်တွေနဲ့အပေါ်ထပ်အုပ်တာပေါ့နော်တေးသေးချာချာပတ်မှန်နိုင်ကိုတင်လာတာဖြစ်တယ်ဒီတွန်စစ်မယ်ဆိုလို့ရှိရင်ဒါလုံးဝကိုမတိတာဘူးပေါ့နော်ရဲတဲ့ဘွဲကလည်းအဲ့ဒီဂိုင်းကိုဒါရဲတဲ့ဘွဲကဒါသူတို့လိုက်နေတာကြာပြီပေါ့နော်ဒါသူတို့ကဂိုင်းလိုက်ကိုဒါလှုပ်ရှားနေတာဖြစ်တယ်ရဲတပ်ဖွဲ့ကပြောတာကဒီဂိုင်းကထိုင်းနိုင်ငံမြောက်ပိုင်းကနေပြီးတော့ဒီထိုင်းနိုင်ငံဘန်ကောက်ပြီးလို့ရှိရင်ဘန်ကောက်အနီးတစ်ဝိုက်ကဒီစင်ဂျင်ပိုးဒေသတွေကိုဒါမူရစီအမြဲတင်ပို့နေတယ်ပေါ့နော်အဲ့တော့ရဲတပ်ဖွဲ့ကဒီခါမှာတော့ဒီအဖွဲ့ကဒီကားအဖြူရောင်နဲ့လာမယ်ဆိုတော့သူတို့ကကြိုတိတယ်ပြီးတော့လာမယ့်နေရာကလေထိုင်းနိုင်ငံနိုထပူရီကိုလာပို့မယ်ဆိုတာဒါသူတို့ကတိတဲ့အတွက်တွားပြီးတော့ကြိုဆောင်နေတယ်ဒီအမျိုးသားနဲ့အမျိုးသမီးကလည်းအဲ့နိုထပူရီကိုဒီကားနဲ့ဒီပစ္စည်းတွေတော့ပို့တယ်ပေါ့နော်ပို့တော့လမ်းမှာပိတ်ဆို့ဖမ်းဆီးပြီးတော့တခါတည်းမိတာဖြစ်တယ်မိတဲ့အခါမှာဒီအမျိုးသားနဲ့အမျိုးသမီးကပြောတာကသူတို့ကအခုမှစပြီးတော့ပထမဦးဆုံးအကြိမ်လောက်တာတယောက်ကိုဘတ်1000စီပေါ့နော်စုစုပေါင်းဘတ်2000ပဲရတယ်ပြီးတဲ့အခါမှာဒီပစ္စည်းတွေကိုလာအောင်နိုင်ငံသားရှိကိုတော့ပို့ပေးရမှာဖြစ်တယ်အဲ့တော့သူတို့ကတော့ဒီဆေးတွေကိုတီးတီးနဲ့သယ်လာတာပေါ့နော်အဲ့တော့ပြစ်မှုကတော့ဘယ်လိုဖြစ်မလဲဆိုတာတော့ရဲတပ်ဖွဲ့ကဒီအသေးစိတ်တော့မပြောသေးဘူးစုစုပေါင်းဖမ်းဆီးရမိတာကတော့ဒီ ice ပေါ့နော် ice ရေခဲကကီလို300ပြီးလို့ရှိရင်ဒီမြင်းစေးပေါ့နော်မြင်းစေးအလုံးရေကတော့2.4 သန်း24 သိန်းကျော်ပေါ့နော်အဲ့တော့လုံးဝကိုအကြီးစားကြီးပဲပြီးတော့သူတို့စီးလာတဲ့ကားရဲ့ဒီဖုန်းနှလုံးရေကိုဒါသိသိရမိရတယ်လို့ဒါရဲတပ်ဖွဲ့ကတော့တရားဝင်သတင်းထုတ်ပြန်တယ်သူတို့ကတော့လောလောဆယ်မှာဒီမူရစီဝါတိုက်ဖြစ်ရဲတပ်ဖွဲ့ကိုလွှဲပြောင်းထားပြီးတော့မှဒါရောင်းဝယ်ဖောက်ကမ်းရန်မူစီလက်ဝဲထားရှိမှုဆိုတဲ့ဒီဆွဲချက်နဲ့တရားစွဲမှာဖြစ်တယ်ပေါ့နော်အဲ့တော့ထိုင်းရောက်မြန်မာပြည်သားတွေအနေနဲ့လည်းကိုကမကောင်းတာလေးကိုလုပ်တော့မယ်ဆိုရင်ကြီးကြီးသေးသေးကိုကအရင်ဆုံးကိုယ်နိုင်ငံအတွက်ကိုလူမျိုးအတွက်စဉ်းစားထည့်ပြီးတော့စဉ်းစားပါကောင်းတာကိုလုပ်တာဆိုလို့ရှိရင်တော့ကျွန်တော်တို့နာမည်အဲ့လောက်ထွက်မှာမဟုတ်ဘူးမကောင်းတာကိုကိုကနည်းနည်းလေးလုပ်မိရဆိုတော့မှကိုယ့်ရဲ့ဒီနိုင်ငံကိုယ့်ရဲ့လူမျိုးကိုထိမှာဖြစ်ပါတယ်အခုဆိုရင်ဒါဒီလိုမျိုးကြီးမိရဆိုလို့ရှိရင်ဒါကျွန်တော်တို့မြန်မာပြည်သားတွေပို့ပြီးတော့ဒါစစ်ဆေးခံရနိုင်တယ်ပြီးလို့ရှိရင်ဒါတန်တရားမျက်လုံးနဲ့စောင့်ကြည့်နိုင်တယ်ပေါ့ဒါကတော့သူတို့ကတော့စောင့်ကြည့်မှာပဲဘာလို့ဆိုတော့ဒါသူတို့နိုင်ငံရဲ့အတွက်သူတို့ရဲ့လုံခြုံရေးအတွက်ပေါ့လေအဲ့တော့ဒီနေ့ကျွန်တော်ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကဒီလောက်ပါပဲထိုင်းနိုင်ငံမှာရှိတဲ့ထူးခြားဖြစ်စဉ်တွေစိတ်ဝင်စားဖွယ်သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ကျွန်တော်တို့အုပ်စုပါ